တခါကကြေးရွာငယ်လေးတစ်ခုမှာဆင်းရဲသားလေးတစ်ယောက်နေထိုင်ပါတယ်။သူ့မှာမိဘမရှိတော့တဲ့အတွက်တနေ့မြစ်ကမ်းမှာငါးဖမ်းပြီးအသက်မွေးပါတယ်။တနေ့မှာတော့သူငါးဖမ်းရင်းငါးများချိတ်ကိုရွှေရောင်တောက်နေတဲ့ငါးလေးတစ်ကောင်ဆွဲသွားပါတယ်။ဆင်းရဲသားလေးကငါးလေးကိုကြည့်ပြီးအံ့ဩသွားတယ်။ငါးလေးကလူသားစကားနဲ့ပြောလာတယ်။ကျေးဇူးပြု၍ကျွန်တော်ကိုလွှတ်ပေးပါ။ကျွန်တော်မင်းကိုဆုတစ်ပါးပေးမယ်။ဆင်းရဲသားလေးကစိတ်ထဲမှာကျဉ်းနာသွားပြီးငါးလေးကိုလွှတ်ပေးလိုက်တယ်။ဒါနဲ့ငါးလေးကပြောတယ်။အခုကစပြီးမင်းဆုတောင်းတဲ့အရာတိုင်းပြည့်စုံမယ်။ဒါပေမဲ့တစ်ခါသုံးမဲ့ဆုတောင်းလို့ရမယ်။ဆင်းရဲသားလေးကပထမဆုံးဆုအနေနဲ့သူ့အတွက်အိမ်လေးတစ်လုံးနဲ့စားစရာတွေပြည့်စုံစေဖို့တောင်းတဲ့ချက်ချင်းပဲသူ့ရှိမှလှပတဲ့အိမ်လေးပေါ်လာပြီးတိုက်ဝန်းစားစရာတွေလည်းရှိလာတယ်။နောက်တစ်နေ့မှာရွာသူရွာသားတွေကသူ့အကြောင်းသိလာပြီးအားကြကြတယ်။ဒါနဲ့သူကဒုတိယဆုအနေနဲ့ရွာသားအားလုံးပျော်ရွှင်စေဖို့ရွာတစ်ရွာလုံးကိုစီပင်သားရစေဖို့တောင်းတဲ့ချက်ချင်းပဲရွာကြီးကတာယာလှပတဲ့ရွာဖြစ်သွားတယ်။ဒါပေမဲ့တရွာလုံးကသူ့ကိုကျေးဇူးတင်ပြီးသူ့ကိုရွာကြီးရဲ့ရွာသူကြီးအဖြစ်တင်မြှောက်ကြတယ်။ဆင်းရဲသားလေးကတတိယဆုကိုမတောင်းရသေးပဲနေလိုက်တယ်။သူကဆုတောင်းဖို့မလောပဲရွာသားတွေနဲ့အတူပျော်ရွှင်စွာနေထိုင်သွားတယ်။နှစ်တွေကြာလာတဲ့အခါသူ့ရွာကိုမကောင်းတဲ့သူတွေဝင်ရောက်တိုက်ခိုက်တဲ့အခါသူကတတိယဆုကိုရွာသားအလုံးလုံခြုံစေဖို့တောင်းလိုက်တယ်။ဒါနဲ့ရွာကိုကာကွယ်ဖို့မြင်းစည်းသူရဲကောင်းတွေပေါ်လာပြီးအန္တရာယ်ကနေကင်းဝေးသွားတယ်။အဆုံးမှာတော့ဆင်းရဲသားလေးဟာသူ့ရဲ့စွန့်လွတ်စိတ်ကျင်နာစိတ်နဲ့ဉာဏ်ပညာတို့ကြောင့်ရွာသားအလုံးရဲ့ချစ်ခင်လေးစားမှုကိုရရှိပြီးပျော်ရွှင်စွာအသက်ရှင်သွားတဲ့သင်ခန်းစာစိတ်ရင်းကောင်းပြီးသူတစ်ပါးကိုကူညီတတ်သူဟာအရာရာမှအောင်မြင်တတ်ပါတယ်